တောက်ကြသားသမီးချစ်မိတ်ဆွေအားလုံးမင်္ဂလာပါနော်ကျွန်တော်ကတော့အယူတော်မင်္ဂလာချမ်းမှာဆရာဇေယျတော်မှဖြစ်ပါတယ်တောက်ကြသားသမီးများတော့တပတ်စာဗေဒင်ဟောစတန်ဖြစ်ပါတယ်နော်တောက်ကြသားသမီးချစ်မိတ်ဆွေများဒီတပတ်ကာလမှာလူမှုရေးပိုင်းနဲ့ပတ်သက်ရင်လူမှုရေးကိစ္စတွေအလွန်အင်မတန်ဆောင်ရွက်လို့ကောင်းတဲ့တပတ်တာလို့သတ်မှတ်လို့ရပါတယ်နော်အဖွဲ့အစည်းကိစ္စတွေနော်အဖွဲ့အစည်းကိစ္စတွေလုပ်ငန်းအကြီးနော်ဒီမှာလူအများနဲ့လောက်ကန်တဲ့ကိစ္စတွေဒီလိုကိစ္စတွေဆောင်ရွက်နိုင်ပါတယ်ကိုယ့်ရဲ့အထက်လူကြီးကိုယ့်ရဲ့ယာလူကြီးသူကိုယ့်ရဲ့တက်ကြီးပါစီပုံကိုယ်တွေရှိကအကူညီကောင်းထောက်ပံ့ကောင်းတွေရနိုင်ပါတယ်နော်ရရှိနိုင်ပါတယ်စီးပွားရေးနဲ့လောက်ကန်မှာတော့အတိုင်ဆိုင်တွေပေါ်နေပါမယ်နော်ကိုယ်ကိုတိုက်ခတ်ပြီးတော့မနာလို့မုန်းတီးလူတွေလည်းပေါ်နေတတ်ပါတယ်စီးပွားရေးနဲ့ပတ်သက်ရင်ဒီလိုလူတွေနဲ့ရှင်းတွဲပြီးလောက်ကန်နေရတတ်ပါတယ်ဒါပေမဲ့အဲ့လိုတိုက်ခိုက်တွေဂျားတဲ့ကအတိုင်ဆိုင်တွေဂျားရပဲထုံထုံပေါက်ပေါက်အောင်နေသွားတတ်ပါတယ်နော်ပို့တောက်ကြသားချင်းမျိုးစုတွေကဒီဘက်ကကတော့ငွေကြေးပိုင်းနဲ့ပတ်သက်ရင်နှိုးလင်းမထားတဲ့ငွေကြေးတွေရလာနိုင်တယ်တချင်ကကိုကစိုးမှုလို့မှတ်ထားတဲ့အကျွေးတွေရလာနိုင်တယ်နော်မထင်မှတ်ထားတဲ့လမ်းကြောင်းကနေနီးနူးစုံနဲ့ငွေတွေဝင်လာဖို့ရှိပါတယ်ငွေနဲ့ပတ်သက်ရင်တော့ဝမ်းသာကြပါပဲနော်တောက်ကြသားချင်းမျိုးစုတွေကဒီတပတ်ကာလမှာတင်ညာရေးပိုင်းနဲ့ပတ်သက်ရင်တော့ကိုသိမ်မှတ်သားလို့တော့ဘာသာရက်တွေကိုသိမ်မှတ်သားလို့တော့စာပေတွေကိုမလိုက်နိုင်ပဲစိတ်ရှုပ်ထွေးနေရတတ်ပါတယ်နော်ဒီအတွက်ကြောင့်နိုင်ငံခြားခီးတွေမကောင်းသေးဘူးအင်တာဗျူးကိစ္စတွေမကောင်းသေးဘူးဘာသာရဲ့ထေဆိုတဲ့ကိစ္စတွေအနည်းငယ်ညံ့နေပါသေးတယ်တည်တည်ချာစူးစမ်းပြီးတော့ထေဆိုလောက်ကန်တင်ပါတယ်ကျမ်းမာရေးပတ်သက်ရင်တော့ခေါင်းကိုက်ခြင်းခေါင်းမူးခြင်းစက်ကြောတက်ခြင်းဒီလိုယောဂတွေခံစားတတ်ပါတယ်နောက်ကြောကြီးကြောကုန်ကြီးတင်းနေအောင်အကြောတွေတက်ခြင်းတွေခံစားတတ်ပါဒီလိုဝေဒနာတွေတော့ခံစားနိုင်ပါတယ်တောက်ကြသားချင်းမျိုးစီတွေကအခြေအနေနဲ့ပတ်သက်ရင်တော့ဒီတစ်ပတ်တာကာလမှာကိုချစ်သူနှစ်ဦးကြားမှာအနှောက်အယှက်တဦးပေါ်တတ်ပါတယ်ဒါကြောင့်ချစ်သူနှစ်ဦးစိတ်ဝမ်းကွဲသွားတတ်ပါတယ်နော်ချစ်သူနှစ်ဦးဆက်သွယ်တက်တောက်သွားတတ်ပါတယ်ကိုယ့်ရဲ့ချစ်သူကအဝိတ္တနေရာကိုထွက်သွားလို့ခံစားနေရနိုင်ပါတယ်နော်ဒီတော့ချစ်သူနဲ့ဆက်သွယ်တက်သွားနိုင်တဲ့တစ်ပတ်တာလို့ဆိုလို့ရပါတယ်အဆက်အသွယ်မတက်ရှင်တော့ကိုယ့်ကိုသတိဝိရိယနဲ့ဆောင်ရွက်ပါတောက်ကြသားချင်းမျိုးစုတွေဒီအိမ်တော်ရင်းနဲ့ပတ်သက်ရင်ကိုယ့်ရဲ့အိမ်တော်ဘက်ပေါ်မှာကိုကလုပ်ငန်းဆောင်တာကိစ္စတွေတိုင်ပင်ရန်အသင့်တော်ဆုံးအချိန်လို့ပြောလို့ရပါတယ်ကိုယ့်အိမ်တော်ဘက်ကိုအရာအလုံးတိုင်ပင်ဆွေးနွေးပြီးတော့လုပ်ငန်းဆောင်တာတွေလှုပ်ဆောင်သင့်ပါတယ်အောင်မြင်မှုတွေရရှိနိုင်ပါတယ်တဲ့နော်ဒီတစ်ပတ်ကာလမှာတောက်ကြသားသမီးချင်းမိတ်ဆွေတွေကအရေးကြီးသောလုပ်ငန်းဆောင်တာတွေလှုပ်ဆောင်မှဆိုရင်အဝါရောင်မိခိုးရောင်ပါသောအဝတ်စားတွေကိုဝတ်ဆင်သုံးစွဲပြီးတော့အရေးကြီးသောလုပ်ငန်းကိစ္စတွေလှုပ်ဆောင်နိုင်ပါတယ်ကံကောင်းခြင်းထောက်ပံ့တွေရရှိနိုင်ပါတယ်တဲ့နော်ဒီတစ်ပတ်တာရေရအနေနဲ့ကတော့တောက်ကြသားသမီးချင်းမိတ်ဆွေတွေကကိုယ့်ရဲ့အိမ်ရှိမှာခိုးစားငှက်စာတွေကျွေးမွေးရပါမယ်ကိုယ့်အိမ်ရှိမှာလမ်းပေါ်မှာကျွေးလို့မရအောင်ဆိုရင်တစ်ပင်တစ်ပင်မှာစပားတွဲချိတ်၍လှူဒန်းပြီးတော့ငှက်စာတွေကျွေးမွေးလှူဒန်းပြီးတော့လူရစုကိုတောင်းနိုင်ပါတယ်တဲ့နော်ဒီတစ်ပတ်တာအတွက်တောက်ကြသားသမီးတွေအတွက်ရေရဖြစ်ပါတယ်တောက်ကြသားသမီးချင်းမိတ်ဆွေတွေဒီတစ်ပတ်တာမှာအကျိုးပေးသောကဏ္ဍကတော့တစ်ကဏ္ဍခွန်ကဏ္ဍအကျိုးပေးပါတယ်နော်လိုအပ်သလိုဉာဏ်ရှိသလိုသုံးစွဲနိုင်ပါတယ်တပတ်တာလုံးမှာကံရဲ့အထောက်ပံ့တွေကောင်းစွာရရှိပြီးတော့တောင်းသောစုတွေတည်ဝပါစေလိုအပ်သောအရာအလုံးရရှိနိုင်ပါစေနေ့ရက်တိုင်းမှာစိတ်ချမ်းသာစရာတွေပဲဇက်တိုက်ကြုံတွေ့နိုင်ပါစေလို့တောက်ကြသားသမီးချင်းမိတ်ဆွေများကိုကျွန်တော်ဆရာစီယာနာမှာဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်